ฮัลโหลมงฮิงกาကြိုက်တဲ့လူတွေအားလုံးစုမယ်ပေါ့နော်ကဲမုံငါကြိုက်လားချမ်းကကြတော့မုံဟင်းကားဆိုရင်အရင်ကြိုက်တာပေါ့နော်ဒီနေ့ကချမ်းကဒီမှာလေအသီးအရွက်အစုံနေနဲ့စားမှာချမ်းတို့မုံပြည်နယ်ဘက်ကဆိုရင်ကွာတို့အသီးအရွက်တွေကိုအရင်ထည့်စားတာအရင်လည်းကြိုက်တာပေါ့မုံဟင်းကားလေတဲ့ငါတလောက်ဥနဲ့ချက်ထားတယ်ငါတလောက်နဲ့အရင်ကောင်းတယ်ကြိုက်လားခဏလေးငါတဲ့အတီးရွက်တွေကိုချမ်းတို့ဒီလိုပဲစားတာချမ်းတို့မုံပြည်နယ်ဘက်ကစိုက်တော်များများမှာဒီလိုမျိုးပဲမုံငါးစိုက်နေပါလေဆိုအတီးရွက်တွေအဲ့လိုမျိုးချထားပေးတာနော်ဟောကွယ်တချို့ကကြတော့မကြိုက်ဘူးဒါပေမဲ့လောက်စားကြည့်သလားဒီလိုကကောင်းတယ်အရင်ကောင်းဒါဆိုကန်းချင်းတီးဒါကြတော့သမယာတီးပဲကျင်းနဲ့တဲ့ဝကွယ်ပါပြီပြောလေဒါကြတော့ပူစီနေမှာတဲ့လို့စတော့ကားတာပေါ့အရင်ကြိုက်တာဒါမုတ်တိတုံးမုံဟင်းကားလို့ခေါ်တယ်အတီးရွက်ကြိုက်လို့ဒါချမ်းကအတီးရွက်ကိုလို့အများကြီးထည့်တာဒါဆိုရင်ပဲကြော်ပေါ့ပဲကြော်လည်းရတယ်ဘူးတိကြော်လည်းရတယ်တဲ့ချမ်းဘူးတိကြော်ပို့ကြိုက်တာပေါ့အရင်စားကောက်မှာလက်တော့ကား你有对这么我过呀哈，不对的。真的那啥嘛，真的呀，一样高，蒙应该是一样高的，在啦。对，蒙应该三度，啊，第一个人家贴啥，我在的啦，一样高的。ချမ်းကစားရင်အဲ့လိုအားရပါရစားမှချမ်းကြိုက်တာဇုံကလည်းသိလိုက်တာဟဲ့စိတ်မရှိလိုက်တာရန်ကကြိုက်လားကောင်းလိုက်တာဟဲ့အသီးရွက်ဆိုတာအဲ့လိုထဲမှာချမ်းကြိုက်တယ်ဒီအရွက်တွေအသီးရွက်တွေချမ်းအရန်ကြိုက်တာမုံဟင်းကားပကံဆိုတာလေတဲ့စားမလားအရန်ကောင်းမဟုတ်လားလေအသီးရဲ့ရွက်တွေများများထည့်စားအရန်ကောင်းကျွန်တော်ဘာမောင်ငါးဆိုင်တော်များများဆိုအသီးရွက်တွေဒီလိုမျိုးချတာပဲညာတခြားဘက်တွေတူလားရောတော်တာကြိုက်ရန်ကရတာရှယ်လဲကျွန်တော်မုံကြီးနေမှာစားကြရင်ဒီလိုမျိုးပဲစားကြတာအရန်ကောင်းရန်ကောင်းကျွန်တော်မူပြင်းနေဘက်ကချက်တဲ့မုံဟင်းကငါပြောဥဒီကတုံးတယ်ငါဆိုရင်လည်းငါတလောက်တို့အဓိကဥတီတုံးတာပါအဲ့တော့မုံဟင်းရရပေါ်အော်တိုရတာစီနေတာကွာတော်တော်ကိုကြမလားအရန်ကောင်းဒီလိုမျိုးကြိုက်တာတော့ဒါလေးစားကြည့်ပါတလို့လား
人哦，不要到这种，大家这哪是崩吗？我刚才你们说，不会进专门做，谁也不会打，我干啥？这东不会打要自己，哪一边？